အိမ်ခန်းထဲမှာမြေးမလေးကရေခဲမုတ်စားဖို့ဖြစ်နေတယ်အဖွားကရုတ်တရက်ရောက်လာပြီးရေခဲမုတ်ကိုလူယူလိုက်တယ်အဖွားဒါငါဟာငါပဲစားရမှာနေမစားနဲ့မြေးမလေးလဲမျက်လုံးလေးပြူးပြီးကြောင်ကြည့်နေတယ်အဖွားကတီဗီကြည့်နေတဲ့မြေးမလေးကိုတွန်းထုတ်တယ်သွားဒါငါတီဗီငါအစီအစဉ်နေမကြည့်နဲ့ဖဲစမ်းအဖွားကတီဗီရှိမှတယောက်တည်းရေခဲမုတ်စားရင်တဟာဟာရေနေတယ်မြေးမလေးကတော့ငိုပြီးအမေစီပြေးသွားတယ်အိမ်ခန်းထဲမှာမြေးမလေးကငိုရင်အမေကိုတိုင်တယ်မိမိအဖွားကသမီးကိုအရန်နိုင်ချင်တာပဲရေခဲမုတ်လည်းလူစားတယ်တီဗီလည်းပေးမကြည့်ဘူးအဖွားဘာဖြစ်နေတာလဲဟင်မိခင်ဖြစ်သူလည်းတက်ပြင်းချပြီးသမီးလေးကိုဖတ်လိုက်တယ်သမီးလေးအဖွားကတမင်လောက်တာမဟုတ်ပါဘူးမနေ့ကဆေးရုံမှာဆရာဝန်ကြီးကပြောတယ်အဖွားမှာအဲဇိုင်းမာအောက်ဆဲမဆိုတဲ့မိတတ်တဲ့ယောဂဖြစ်နေပြီတဲ့ဆရာဝန်ကပြောတယ်အဖွားကအတိတ်ကအကြောင်းအရာတွေကိုမေ့သွားလိမ့်မယ်တခါတလေကလေးတယောက်လိုပြုမှုတတ်တယ်သူဘယ်သူလဲသမီးတို့ကဘယ်သူလဲဆိုတာတော့မေ့သွားနိုင်တယ်ဒီယောဂကပျောက်ကွယ်ဖို့ခက်တဲ့အနီးကပ်ဆောက်ရှောက်မှုနဲ့မေတ္တာပဲလိုအပ်ပါတယ်မြေးမလေးကအမှန်တရားကိုသိသွားပြီးနောက်အဖွားပေါ်စိတ်မဆိုးတော့ပဲပိုပြီးစိုက်လာတယ်ထမင်းစားပွဲမှာမြေးမလေးအဖွားဒါမေမေချက်တဲ့အဖွားကြိုက်ဆုံးဝင်းနံရိုးချိုချင်လေးအများကြီးစားတော့အဖွားကမြေးမလေးကိုကြည့်ပြီးပြုံးနေတယ်ညဘက်အိပ်ရာထဲမှာအဖွားအိတ်တော်တော့သမီးနားမှာရှိနေပြီမယ်အရင်တုန်းကအဖွားသမီးကိုတိတ်ချစ်ခဲ့တယ်လို့မျိုးအခုလည်းသမီးကအဖွားကိုပြန်ဆောက်ရှောက်မှာပါမြေးမလေးကအဖွားကိုဖတ်ပြီးအိပ်ပျော်သွားတယ်အဖွားကလည်းသဘောကျပြီးပြုံးနေတယ်ဒီဗီဒီယိုလေးမှာပေးချင်တဲ့ message ကတော့လူကြီးတွေဟာအသက်ကြီးလာတဲ့အခါကလေးတယောက်လိုပြန်ဖြစ်သွားတတ်ကြပါတယ်သူတို့ကျွန်တော်တို့ကိုမေ့သွားရင်တော့ကျွန်တော်တို့ကသူတို့ပေးခဲ့တဲ့မေတ္တာတွေကိုမမေ့သင့်ပါဘူးနားလည်မှုနဲ့ view ဆိုင်မှုဟာအကောင်းဆုံးစိတ်တစ်ခွက်ပါပဲ